သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်ပြာသုလဇန်ရှိရ2020ပြည့်နှစ်ဇန်နဝါရီလ2ရက်ကြာသပတေးနေ့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ပြည်လန်းပြည်သူရင်ဖြင့်အတွင်း၌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှစတုထအကြိမ်မြောက်ဆင်ကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်နှစ်ဦးအထုဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောတိုင်းပြည်မျှော်တွေးခြင်းအကြောင်းတရားဒေသနာတော်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာပါရှိတဲ့တိုင်းပြည်မျှော်တွေးခြင်းဆိုတာကိုဒီကနေ့ဟောကြားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြတ်စွာဘုရားကိုယ်တိုင်တိုင်းပြည်ဘယ်လိုတွေးတောခဲ့သလဲဆိုတာပိဋကတ်တော်မှာမှတ်တမ်းတင်ထားတာရှိတော့လည်းပဲတတိထားမိခြင်းမှတတိထားမိကြမှာဖြစ်ပါတယ်သိတဲ့ပုဂ္ဂိုလ်လည်းနဲကောင်းနဲနိုင်ပါတယ်သို့သောစာပေနဲ့ဆက်ဆက်ပိဋကတ်စာပေတွေကိုဖတ်ရှုကြတဲ့ဆရာတော်တန်ဃာတော်တွေကတော့သိပြီးသားဖြစ်ပါလိမ့်မယ်မြတ်စွာဘုရားဟာတိုင်းပြည်ကိုဘယ်လိုမျှော်တွေးခဲ့သလဲဆိုတဲ့အကြောင်းလေးကစတင်ပြီးတော့ဟောကြရအောင်မြတ်စွာဘုရားကိုယ်တိုင်ဖြစ်စေခြင်းနဲ့တိုင်းပြည်တစ်ခုရဲ့ပုံဖော်ပြီးတော့ဟောတဲ့အနေအထားတစ်ခုစတင်ပြီးတော့ပြောပါတန်ယုတ္တနိကေမှာမှတ်တမ်းတင်ထားတဲ့ရိစတုတ်ဆိုတာရှိတယ်ရိစဆိုတာတိုင်းပြည်လို့အဓိပ္ပာယ်ရအဲ့တုတ်တံမှာမြတ်စွာဘုရားဒေသနာတော်ကိုမှတ်တမ်းတင်ထားတဲ့အတိုင်းပါဠိစကားလုံးလေးတွေကိုနှိမ့်ငယ်ထည့်ပြီးတော့ပြောပါမယ်ဧကံသမယံဘဂဝါကောသလေသူဝိဟရတိဟိမန္တပတိသေအရိညကုဋ္ဌိကာယံ